အချိန်စပြီဆိုတာနဲ့ကျောင်းသားတွေဟာကျောင်းနှံပြေးလွှားရှာကြပါပြီပထမဆုံးဖမ်းမိတာကတော့ဆိုပင်ပါပဲကျောင်းသားတွေကဒီနံရံကြီးကပုံမှန်ထက်ကြီးနေတာကိုသတိထားမိသွားကြတယ်ဆိုပင်တယောက်ဒေါ်လာ1 သန်းနဲ့ဝေးပြီးပထမဆုံးထွက်လိုက်ရပါတော့တယ်စာကြည့်တိုက်ကဦးမိခါဝါနဲ့ကိုတောင်တဲကမူကိုင်းတို့ကတော့ကျောင်းသားတွေရှာရခတ်အောင်လှုပ်ထားနိုင်စေပေါ့အာကီယာမကလည်းတကားကိုအတွင်းကခတ်ထားတော့ကလေးတွေကဖွင့်မရလို့ပြန်သွားကြပါတယ်ဒါပေမဲ့အားကစားယုံကကီကူတာကတော့ကံမကောင်းဘူးဗျအောက်ကနေလှမ်းကြည့်တဲ့ကျောင်းသားတွေကပိုက်ကွန်ကြီးလှုပ်နေတာကိုမြင်သွားလို့မိသွားပါပြီတာယာတဲကမဆူဦးကလည်းကလေးတွေလာတော့မျက်စိလေးမိတ်ပြီးပုံနေရှာတာဒါပေမဲ့ကလေးတွေရဲ့မျက်စိကနေမလွတ်နိုင်ခဲ့ပါဘူးဓာတ်ခွဲကန်းကအိုကာဘူးလည်းမလွတ်ပါဘူးအစိမ်းရောင်ဝတ်ထားတဲ့ကောင်မလေးကဒီခုံကြီးကပိုနေတယ်ဆိုတာကိုရိပ်မိသွားပြီးဝိုင်းစစ်ကြရာကနေမိသွားပြန်ပါပြီအခုဆိုရင်၄ယောက်ပဲကြံပါတော့တယ်လေဝင်လေထွက်ပိုက်ထဲကအာနိုကတော့အခုထိဘသူမှရိပ်မိခြင်းမရှိသေးပါဘူးအာကီယာမစီကိုလည်းကျောင်းသားတွေရောက်လာပြီးတကားကိုစစ်နေကြပါပြီအဲ့ဒီအချိန်မှာပဲစာကြည့်တိုက်ကဦးမိခါဝါအတွက်အနေရကြီးဆိုင်လာပါတယ်ကလေးတယောက်ကစပွဲခုံကိုခောက်ကြည့်ရင်အတန်ကထူးဆန်းနေတာကိုသိသွားပြီးစစ်ဆေးရာကနေဦးမိခါဝါလည်းမိသွားပါပြီခင်ဗျာကဲကြန့်ရှိနေတဲ့သူတွေကဘသူကဒေါ်လာ1 သန်းကိုအိမ်တယ်သွားနိုင်မလဲဆိုတာကတော့နောက်ပိုင်းမှာဆက်ကြည့်လိုက်ကြရအောင်ဗျ